တရားပရီးလေးရဘလို့ရောက်လဲအကုန်900ပါနော်တော်ကားလိုက်တဲ့အချိန်မှာဒီစောမကမင်းသမီးကနန်းမျိုးကိုရောက်လာတယ်အဲ့ချိန်မှာအနောထားမင်းကကျန်စစ်သားမင်းမရှိတဲ့အခုဆိုရင်တော့တမိုင်းဝင်ရွှေစာရံဘုရားကြီးကိုရောက်ပြီဖြစ်ပါတယ်သူကပသိမ်မြို့နယ်ပေါ့နော်ဒီခရိုင်ချင်းဆက်အမှတ်နှစ်လမ်းနဲ့ဝင်လာတာပါဒီမှာပွဲပေးလို့ရတယ်ဒီမှာဆိုင်ကန်းလေးတွေဟိုဟာဈေးဆိုင်လေးရှိရပေါ့နော်ဖျားမဖူးကြီးဟိုဘက်အရင်ဒုထဝရီမြေဘက်ကိုအရင်သွားကြည့်လိုက်အောင်ပေါ့နော်တစ်ချက်ဖျားပွဲတော်ရှိရဲ့နေအားဆိုဒီနားတွေကကြိတ်ကြိတ်တိုးစီကားတာဖျားပတိဆိုင်လေးတွေနဲ့ဒါကတော့ရာဒီလို့တော့လေဟိုပါပေါ့နော်ဟိုဖျားဖူးတော့ရှိရရှိရဒါပေမဲ့အများကြီးမဟုတ်တော့အေးစစ်စစ်လေးတော့ဖူးရတာပေါ့ဒါပါလေမုတ်ပေါင်းကြီးပဲခေါ်မမ်းမရွေမုတ်ပေါင်းခေါ်မမ်းမရွေကြီးလိုက်မနော်ဒီမျိုးစုံပဲရှိရင်ဟာအဆောင်လေးဒီဘက်ကအဆောင်ကြီးအစိတ်သားဟုတ်ပါဘူးရှင်အားမထောင်မိုးတယ်ပါဟုတ်ကဲ့ကျွေးပါတယ်မမခဏလေးညီမလေးဖြီးပေးစိတ်သား9000ပါ这样吧，一嘞。ညာကြောကောမြညာကကြောကုန်ကပါလဲညာမဟုတ်ညာဒါလေးတော့ဝယ်တော့သွားပါနော်ဒီလိုဒီတိုင်းကတော့တမ်းင်းလောက်တာရင်ကောင်းပါလားအားလာကြကျေးဇူးပါဘယ်ဟာလေးလို့ရှင်လို့လားပြရပရီးလေးမလားငါနဲ့သမီးနဲ့ဘယ်သူကိုနုလဲပြရပရီးလေးရဘလို့ရောက်လဲအကုန်900ပါပြရပရီးဘယ်လိုဆွဲမှာလဲအားရဘယ်ရလေးလာလဲခင်းရမယ်ဘယ်ရလေးလာအနီးလေးရောအေးအဲ့လိုအဲ့ဒါလေးနှစ်ကုန်းပေးလိုက်နော်ဝေးဝေးကုန်းဝေးလိုက်တော့ထက်ထက်တကုန်းလိုက်မလားပြီးတော့တိတိယူလားယူလားဝယ်ပေးမယ်ကုန်းနဲ့လည်းရတယ်တိတိလိုက်ဒီတော့ပါရတာကြာတကောင်းတိုင်းတကောင်းယူမယ်နော်ဟွာလေးအစိမ်းပန်းရောင်လေးပဲပေးပန်းတယ်မှာလိုက်နော်ဗီဒီယိုစမှာနော်1 Dạ. Hello. Mà bị quá. Mà bị rồi kìa. Dạ. Bây giờ đi này vậy đi. Đấy nó. Cái nào lấy sao? Đây là bị video bị lại. Các bạn đã bảo đi rồi. Đã mà chí không để chọc đi. Đã bảo chậu đi. Xin đi để chọc. Xin đi để chọc. Có cả tụi tôi chăm sao ấy. Đã mà chí. Đã gì vô đi đi. Đi vô đi đi à bà lưu ạ. Nó đi là đi là tôi phút để chơi đi bài đi sao chơi đi bài đi thôi. Tôi lấy à. Tôi lấy. Thằng xong đó là gì á phút để chơi. Đi vô đi à phút để chơi đi đấy. Xí bè quần nào nó xí bè quần chảo chả đi. Đã tập không. Đi bác cả đã aga má đồ xô mỏ lại hoa nắng giàu má đi theo quần chị nữa.
မတော်ဆုံးမလာတဲ့နန်းနန်းဆောင်မှာဒီဘက်မှာလာရှေးအောင်အဆောက်အုံနဲ့ဒါကပါဖျားလားဟောအဆောက်အုံမှာဖျားဒီမှာကိုပေါ့ဖျားတဲ့ကွယ်နေတော့ဆိုင်ဖို့ပါဒီဘက်မှာဖုတ်ကလားဖျားတယ်ဒါကြတော့ငလင်လုံးကသူနည်းနည်းပြက်စီးသွားတဲ့ဟာတွေကိုပြန်လဲထိမ့်နေထားတာပေါ့နော်ညမ်းနေစင်ထားတယ်ဖုတ်ကလားကဲမတော့တာဝရည်ဒီချိုးနေကြစိတ်မဲ့လေအောက်စိတ်မဲ့လေအော်မရေချိုးနေကြတာဗျာအခုကြီးထောက်လေချောင်းမလေးဒီစိတ်ကလေးအမလေးမရေချိုးနေတယ်တကယ်ဒုထောက်တွေမြစ်ပြီးရဒီရွာလေးရွာလေးကလည်းဆက်စရာလေးရောတက်ရရပင်ကြီးနေဘောကြဒီနေရာလေးဒီမှာဆက်လေးစီးပြီးတော့နတောင်ကြချောင်းဘက်ကိုသွားလို့ရတယ်တဲ့။ဟွာကိုရအချိန်မရှိတော့ဘူးမစီတော့ဘူးเนาะဒီကပဲရိုက်ကြတယ်။ဒုတော့ပဲဒီအောင်ဒီကကြည်စိမ့်နေတာပဲ။ဒီဖျားပေါ်တက်ပြီးတော့ဖျားပေါ်တယ်။ဒါကအနောက်ဘက်မုတ်ပေါ့เนาะဒုတော့ရီမြစ်ကိုဒီမုတ်ကနေဆင်းသွားလို့ရတယ်။ဟိုကမြစ်ကိုအရင်သွားလိုက်တော့ဖျားကအနောက်ဘက်မုတ်ကတက်လိုက်တာပါ။မဟုတ်ဘူးဒီမှာပြန်လဲပြည့်ထိမ့်လေးမှွေတော့ဒီမှာပြင်းနေတော့ဝယ်ပါနော်နောက်တော့ထိတာငလင်းတော့ရွှေစာရစီရီကငလင်းလို့တော့ထိခိုက်ထားတဲ့အတွက်အခုပြန်လဲထိမ့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်အမတော်စောမော်လာကိုဒီမှာပွဲပေးပြီးတော့စကောင်းကြတယ်နော်ဒီကောင်းသွားပြီစောမော်လာဖျားဆိုတာလဲဟိုဘာကြောင့်နာမည်ကြီးလဲဆိုတာအနော်ရတာကစ်တရာပြောရမှာပေါ့နော်ဒီရှမ်းစော်ဘွားတွေကအနော်ရတာကိုဒီသူ့ရဲ့သမီးတော်တနိုင်ဗမာရှမ်းဗမာချစ်ကြီးအတွက်သမီးတော်စောမော်လာအနော်ရတာမျိုးဆက်တာရပေါ့နော်ဒါပေမဲ့ဒီစောမော်လာကဒီအနော်ရတာမင်းရဲ့ဟောပေါ့အနော်ရတာမျိုးအကြံဉာဏ်နေပေးတယ်သူကဉာဏ်ပညာနဲ့ပြည့်စုံတဲ့အတွက်နော်ဒါမင်းကချစ်မြတ်လို့ရမှုရောပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဂုံးတိုင်းသူ့နှတောင်းကတဖျားတရားလည်းအရန်လုတ်တယ်တဲ့နှတောင်းကဒီအယောင်တွေထွက်တဲ့ခါကျတော့ဒီတချို့တွေကအဲ့နန်းတွေကလူတွေကပြောတာပေါ့နော်စောမွန်လာအစုံပါညာဆိုအဲ့တော့ဒါမင်းကသူ့ရဲ့ရှမ်းအပြီးကိုပြန်ခိုင်းလိုက်တာပေါ့နော်သူကဒီအပြန်လမ်းမှာလှေစီးရင်းနဲ့ဒီနှတောင်းတော်ကချောင်းလေးကိုကြောက်သွားတယ်အဲ့ဒါနှတောင်းကြချောင်းဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဒီနားမှာဟိုဟာစေဒီဖျားတည်ခဲ့တာပေါ့နော်ဖျားတည်တော့သူကဒီမှာဖျားစေဒီတည်နေတော့စာကလေးတွေကဒီမှာရံပြီးတော့ဝင်းရံပြီးတော့ပြန်တန်းတဲ့အတွက်ရွှေစာရံဖျားဆိုပြီးတော့ဒီလိုနာမည်တွင်ခဲ့တယ်အဲ့လိုသိရပါဒါကိုတိတက်လောက်သမိုင်းအချင်းလေးပေါ့နော်နောက်ရွှေစာရံဘုရားကိုသိကြတာကဒီရုပ်ရှင်ကားကြီးပေါ့နော်90စာတာလိမ့်မယ်ဆိုရင်ကားကြီးပေါ့အဲ့ကားမှာဆိုလဲ
ရွှေစာရံဘုရားအခြေပြုရိုက်ကူးထားတာပေါ့နော်မင်းသမီးကနန္ဒာလိုက်လေအဲ့ရတချင်းလေးလည်းနာမည်ကြီးရလေအတမ်ကြီးသေးပါမောင်ရဲ့တရပတိလေးဆွဲဖို့ဒါတရပတိလေးပါချစ်စရာလေးရွှေစာရံဘုရားပွဲရတပေါင်းလာပြည့်ထင်တယ်မတ်လအတွင်းမှာပေါ့နော်ဒီမှာကြိတ်တို့စီထားတာပေါ့အဲ့ခါကျရင်ပို့ပြီးတော့ပြောဖို့ကောင်းတာပေါ့ဒါပေမဲ့လည်းအခုကိုရီလာအချိန်ရလူရှင်းတော့လေကားလဲအေးစေးရနာလို့ရတယ်တရားလဲအေးစေးပြုလို့ရတာပေါ့နော်တရား